မင်္ဂလာပါချစ်တော်ပြည်သက်တွေများမင်္ဂလာပါလို့ဘုရားပနာမနှုတ်ဖို့ဆက်ဂါဝရပြုလိုက်ဒီကျေးဝါဒီဒေသလေးကိုကောက်ကောက်ဂါဂါရောက်ရှိကပျော်ပြေလို့တင်ဆက်ပြီးဒေသနာအတန်တက်ဆက်ကြီးကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့ဖြောင်းမြို့၄ရောက်ပြေပင်အရှိသူရွာမှာဦးတင်ဆွေဦးစီးကထူထောင်ထားတော့အပြောင်းမြို့တကွေနာမည်တွင်တဲ့မိုးကြော်ဒေသနာအတန်တက်ဆက်ရောက်ရှိလို့လာပါခင်ဗျာမိုးကြော်နိုင်ဒေသနာအတန်တက်ဆက်ပေါ်သားများရောက်ပြီခင်ဗျာဝဲတိုင်းကခေါ်နာမည်ပေါ်စက်တန်ကတင်းပြိုင်ဘက်ကြီးစက်တန်ကြိုးကြပြိုင်ဆိုင်ရှားတယ်မိုးကြော်နိုင်ဒေသနာအတန်တက်ဆက်မိုးကြော်နိုင်ဒေသနာအတန်တက်ဆက်ပေါ်သားများရောက်ရှိလို့လာပါခင်ဗျာစကုပနာမအနေဖြင့်ဒေသွားများကိုပျော်ပြေလို့တင်ဆက်အများသည့်နေဖြင့်မိုးကြော်နိုင်ဒေသနာအတန်တက်ဆက်ရောက်ရှိလို့ခင်ဗျာပြေပင်ရှိသူရွာမှာအခြေတည်တဲ့ဦးတင်ဆွေရဲ့မဟောင်းမိမဲ့ကောင်းနေစေဖြစ်တဲ့ဓမ္မတန်စင်မြူးမြူးလေးများနဲ့ကေဘောဒူရိယာတန်စင်ဒီဂျေမြူးမြူးလေးများတို့ချစ်တော်ပိဋကကြီးရောက်ရှိကပျော်ပြေလို့တင်ဆက်ဘိုးကျော်နိုင်ဒေသနာအတန်တက်ဆက်ကျွန်တော်ဘိုးကျော်နိုင်ဒေသနာအတန်တက်ဆက်အပွဲသားများမှာဒေသကြီးပျော်ပြေမှုကျိုင်းနေတဲ့စသွဲနိုင်ရဲ့လူပါကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့ဖြောင်း၄ရောက်ပြေပင်ရှိသူရွာမှဦးတင်ဆွေဦးစီးကတီထောင်ထားတော့အပြောင်းမြို့အခွေနာမည်တွင်နဲ့မိုးကျော်နိုင်ဒေသနာအတန်တက်ဆက်ပွဲသားများစသွဲနိုင်ရဲ့ခမညာကြည်လို့ပြသလေလိုက်ညမှာကျွန်တော်မိုးကျော်နိုင်ဒေသနာအတန်တက်ဆက်ပွဲသားများဒီကျေးဝါဒီဒေသလေးကိုရောက်ရှိကတေတချင်းလေးများကိုတော်ပြေလို့တင်ဆက်မိုးကျော်နိုင်ဒေသနာအတန်တက်ဆက်မိုးကျော်နိုင်ဒေသနာအတန်တက်ဆက်ပွဲသားများမှာကျေးဇူးတင်ကကောင်းရပြုလိုက်ရတေတချင်းကျေးဇူးအပြည့်ပေါင်းများကျွန်တော်တို့ဘိုးကျော်နိုင်ဒေသနာအတန်တက်ဆက်ပွဲသားများဒီသစီပြောပြမှုအမားယုံလေးများရှိခဲ့ပါကအကြောင်းပြန်နဲ့တောင်းပန်လိုက်ရပါတယ်ချစ်တော်အပြည့်ပေါင်းအများ